အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အေဒီမိုချာနေရင်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့တူအန်ဂျယ်ရီပေါ့နော်ဒီသူတို့ဘယ်ဟာစဖြစ်ရလဲသူတို့ဒီကဘာကျော်တူအန်ဂျယ်ရီပေါ့နော်နောက်ကွယ်မသိရဲ့လှုပ်ဝက်ချက်တွေပေါ့နော်ကျွန်တော်ပြောပြမယ်နော်တူအန်ဂျယ်ရီကိုတကဘာလုံးကခလေးတင်မကပါနော်လူကြီးတွေပါတိတ်ကြတယ်စကားတစ်ခုမှမပြောပဲဒီရီမောလုံးနိုင်တဲ့တူအန်ချယ်ရီကာတွန်းအားလုံးမှတ်မိမှာပါဒါပေမဲ့ကျွန်တော်တို့သိရမယ်ဆိုရင်ဒီကာတွန်းကအစပိုင်းမှာလုံးဝအောင်မြင်မှာမဟုတ်ဘူးပြီးတော့အပယ်ခံခဲ့ဘူးတဲ့သူဒီအစမှာပေါ့နော်ဒီတူအန်ချယ်ရီစဖြစ်ပေါ်လာတာကြတော့1930ပြည့်နှစ်နောက်ပိုင်းမှာပေါ့နော်Metro Grow Maya ရုပ်ရှင်စတိုရီကဒီသူတို့ရဲ့ကာတွန်းဌာနအစင်မပြေဖြစ်နေတယ်ပေါ့နော်အဲ့ဒီအချိန်မှာအသက်ငယ်ငယ်နဲ့ဒီစိတ်ကူးကောင်းတဲ့လူငယ်လေးနှစ်ယောက်ဖြစ်တဲ့ဝီလီယံဟန်နာနဲ့ဂျိုစပက်ဘာဘရာတို့ကပူးပေါင်းပြီးတော့ကာတွန်းအသင်းတစ်ခုကိုဖန်တီးဖို့သူတို့စူးစမ်းခဲ့ကြတယ်ပေါ့နော်သူတို့နှစ်ယောက်ရဲ့ညီးမွေးစရာကောင်းတဲ့ဇက်ကောင်တွေအစားအမြဲတမ်းပေါ့နော်တယောက်နဲ့တယောက်ပြဿနာရှာနေတဲ့အဲ့ဒီကြောင်နဲ့ကြွက်ဇက်ကောင်သူတို့ကစဉ်းစားမိပါတယ်ပထမဆုံးအပိုင်းမှာတော့နိုင်မဲ့တွန်းတဲ့ချယ်ဒီမှာဟုတ်ခဲ့ဘူးပေါ့နော်1940ပြည့်နှစ် February 10ရက်နေ့မှာသူတို့ရဲ့ပထမဆုံးအပိုင်းတို့လေးဖြစ်တယ်ပေါ့နော် Push Get the Book ကိုစတင်ပြီးတော့ထုတ်လွှင့်ခဲ့တယ်အဲ့တော့ကြောင်ရဲ့နိုင်မယ်ကကြောင့် Jasper ဖြစ်ပြီးတော့ကျွဲရဲ့နိုင်မယ်ကကြောင့် Jeans လို့သိရတယ်ပေါ့နော်အဲ့ဒီပထမအပိုင်းထွက်ပြီးတဲ့နောက်မှပဲ story ရဲ့လူကြီးတွေကကြောင်နဲ့ကျွဲပေါ့နော်ဒီပြေးလိုက်တိုင်းကစားနေတော့မလှုပ်တော့နဲ့ဆိုပြီးသူတို့ရဲ့ project ကိုရပ်ပြစ်ဖို့လုပ်ခဲ့ကြရပေါ့နော်ဒါပေမဲ့အဲ့ဒီမှာပဲမထင်မှတ်ပဲနဲ့သူတို့ရဲ့ကန်ရှမာကိုပြောင်းလဲစင်မဲ့ဒီအခိုက်အတန့်ဖြစ်သွားတယ်မနော်အဲ့ဒီကာတွန်းလေးရပဲရုပ်ရှင်ရုံတွေမှာလူကြိတ်များသားပြီးတော့အော်စကာစုစကားတင်စင်ရင်မှာတော့ပါခဲ့တယ်ပေါ့နော်ဒါပေမဲ့ထူးခြားတာကတက်ဆက်ပြည်နယ်ကဩဇာညောင်းတယ်ပေါ့နော်မျိုးသမီးစီဝိုင်းလုပ်ငန်းတယောက်ဆိုသူတို့စီစာတဆောင်ရလာခဲ့ပေါ့နော်ဒီကြောင်နဲ့ကြက်စကားဘယ်တော့ထက်ထွက်မှာလဲဆိုပြီးတော့ပေါ့နော်အားနဲ့သူတို့ကဒီ MGM မှာနော် idea ကိုသူတို့ပြန်အသက်သွင်းဖို့သူတို့ခွင့်ပြုခဲ့တယ်ဇက်ကောက်တွေကိုလည်းပြန်ပြင်တယ်နိုင်မဲ့အသစ်ပေးဖို့စတူဒီယိုတောင်မှသူတို့ပြိုင်ပွဲလုပ်တဲ့အထိအဲ့လိုတူအန်ဂျယ်ရီနိုင်မဲ့ဖြစ်လာခဲ့ပါနော်သူတို့ရဲ့အောင်မြင်မှုရဆိုရင်1940 1958အထိကိုဒီတူအန်ဂျယ်ရီအပိုင်းမော114ပိုင်းလောက်ရှိရပါတော့သူတို့ရဲ့လက်ရာတွေဟာအကောင်းဆုံးလည်းဖြစ်တယ်ပြီးတော့အော်စကာဆု9ဆုလည်းစံချိန်တင်ခဲ့ပါတော့အဲ့ဒီအချိန်မှာဒီဇနီးရဲ့စင်လီစဖိုနစ်ကာတွန်းပြီးရင်ကမ္ဘာမှာအော်စကာဆုအများဆုံးရတဲ့ကာတွန်းဖြစ်ခဲ့တယ်ပေါ့နော်ဘာဖြစ်လို့အဲ့လိုမျိုးနှစ်ပေါင်း80ကျော်အထိလူကြိုက်များနေလဲဆိုရင်ဘာသာစကားကလည်းမခတ်ဘူးเนาะဒီစကားလုံးတွေအသုံးမဲ့စားရုပ်ပြောင်းရုပ်လွှဲတွေပေါ့เนาะတချင်းနဲ့ sound effect တွေကိုအမီးရသုံးထားတဲ့အတွက်ကြောင့်မလို့ကမ္ဘာနိုင်ငံကမြည်သူမဆိုကြည့်ပြီးနားလည်နိုင်တယ်တယောက်ကိုတယောက်ချစ်တဲ့သူတွေဟာတယောက်နဲ့တယောက်ပေါ့เนาะရန်ဖိကြမယ်တကယ်အန်ဒီရဲ့ကြုံနိုင်ပေါ့เนาะခွေးကြီး spike ဒါမှမဟုတ်အင်ရှင်မာတို့ကနေစဉ်အမြဲတမ်းပူပေါင်းပြီးတော့သူတို့ချင်းပေါ့เนาะကာကွယ်တက်ကြတယ်ပေါ့เนาะအခုဆိုရင်တူအန်ဂျယ်ရီကတတန်းအဖြစ်နှစ်ပေါင်း86နှစ်ရှိပြီဖြစ်နေမဲ့ဒီနေ့အထိကိုကလေးတွေလူငယ်တွေကိုကြိုက်တော့မယ်ပေါ့နော်ဒါတော့သူတို့ရဲ့ဒီတူအန်ဂျယ်ရီဖြစ်လာတဲ့နှစ်ချုပ်ပေါ့နော်